နေတာကအသက်ချင်းကကွာသူက20ကျော်သူက50ကျော်နည်းနည်းတော့အာနာမိရဲ့နော်ရင်ခုန်ခံစားတဲ့အချက်ကရွယ်နဲ့ချာနာခြင်းစံတလားမြေတာဒီတာရှိဖို့အဓိကပါသူလက်ချမဲ့ဆိုကိုလက်ချမဲ့ဆိုဝေကတော့ပြီးတော့ပါလေကွာအသက်ချင်းကွာပြီးမယ်အချက်ကမကွာဘူးအလုံးထမင်းကိုပို့ချတာယုံမကလေးနေအောင်ထားတွင်ခွေကိုကြည့်လို့ခေါ်တော့လူချမှာတော့ဘူးခေါ်ပါတော့ဆုံးလာတဲ့ခဏတာမြင်မြင်ချင်းဆွဲလမ်းမိတာပါခက်နေတာကအသက်ချင်းကကွာသူက20ကျော်သူက50ကျော်နည်းနည်းတော့အာနာမိတယ်နော်ရေခုန်ခံစားတဲ့အချက်ကရွယ်နဲ့ချာနာခြင်းစံတလားတာဒီတာရှိဖို့အဓိကပါသူလက်ချမဲ့ဆိုကိုလက်ချမဲ့ဆိုဝေကတော့ပြီးတော့ပါလေကွာအချင်းကွာပြီးမယ်အချင်းကမကွာဘူးအလုံးချမင်းကိုပို့ချတာရှုံးမကလေးရဲ့နေအောင်တာတွင်ခွေကိုကြည့်လို့ခေါ်တော့ကွာပြီးမယ်အချစ်ကမကွာဘူးအလုံးထမင်းကိုပို့ချတာယုံမကလေးရဲ့နေအောင်သားတွေ့ရင်ွယ်ကိုကြည့်လို့ခေါ်တော့လူကြမှာတော့ခေါ်ပါတော့